လေးယူလာလိုက်အောင်ဟိုသမီးလေးကလိုင်းမကောင်းလို့တဲ့ OK 谢谢ဟုတ် review review နံပါတ်3နော်မီ OK တိုင်းရှင့်မီတိုင်းကလိုရိုက်ပြီးတော့သမီးနောက်တစ်ခုပါထွက်လေ တိုင်းကိုလိုက်ပြီးတော့တိုင်းကိုလိုက်ဆက်ရှာ အဲ့မီတိုင်းကလိုရိုက်ကို HCl နဲ့ပေါင်းရင် MEDHY LENE မီတိုင်းလင်းကလိုရိုက်ရတယ်နော်ဟုတ်ကဲ့ရှင့်မီတိုင်လင်းကိုလိုက် ဟုတ်ပြီသမီးမီတိုင်းလင်းကလိုရိုက်ရဲ့သင်္ကေတလေးပြောမီတိုင်းလင်းကလိုရိုက်ရဲ့သင်္ကေတ CA2 CA2 နော်မီတိုင်း မီတိုင်လင်းကိုလိုက် CA2 CH2 CA2 ကာဗွန်တစ်လုံးက4ဘုံရှိရမယ်အိမ်နှလုံးဖြစ်ကမယ်အဲ့ကနှနှလုံးပြီး လုံး CA ကနှလုံးဖြစ်အောင်နော်အဲ့မီတိုင်းလင်းကလိုရိုက်ဆိုပြီးပြီအဲ့မီတိုင်းလင်းကလိုရိုက်ကို HCl နဲ့ထပ်ပေါင်းရင်ဘာထွက်လဲ အဲ့စီထွက်ပါရဲ့ chloroform chloroform ဘယ်လိုပေါင်းလဲ CHLOROFORM ဟုတ်ပြီchloroform ပြီးနောက်တစ်ခုကဘာထွက်လဲ carbon tetrachloride ကာဗွန်တက်ထရာကလိုရိုက်ရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင် chloroform ရဲ့သင်္ကေတလေးပြောပါအောင်ဆရာဦး chloroform က CHCl3 C အိတ်ကတစ်လုံးပါမယ် C အဲ့ရဲ့ကကတလုံးမှ3လုံးပါမယ် ဟုတ်ဟုတ်လားဟုတ်တယ်ရှင် โอเคကာဗွန်တက်ထရာကလိုရိုက်ဆိုရင်ရော C C CCl4 ဒါသူ့ရဲ့ substitution reaction လုပ်တဲ့ခါမှာဖြစ်ပေါ်လာတဲ့ drop bound ၄မျိုးရဲ့ fully structure တွေဖြစ်ပါတယ်ဒီနားလေလား ဟုတ်နားလည်ပါတယ်ရှင်โอเคအဲ့လေးပြန်ရေးပါနော် ဟုတ်ကဲ့ရှင်ဆရာဆရာပြီးသွားပြီရှင်ဟုတ်ပြီအဲ့ဒါဆိုဆက်သွားမယ်နော်သမီးတို့စာမျက်နှာ132က8.3
ခေါင်းစဉ်လေးတက်ပါသမီးခေါင်းစဉ်က A key နဲ့ခေါင်းစဉ်လေးကပါလဲ 18线 ဘယ်လိုပေါင်းလဲသမီး ERKENES A key ဆိုတာနှစ်ထပ်စီးပါ AKENES A keys A key ဆိုတာဘယ်နှစ်ထပ်စီးလဲ 那看西线 နှစ်ထပ်စီးပါတဲ့သူ့မှာဘာပါလဲဆိုမြင်တတ်ပါကာဗွန်တပယ်ပေါင်းသူအီတိုင်းလင်ဘွန်းလို့လည်းခေါ်ပါတယ်应该是意大利文သူ့ရဲ့ general formula က CN CNHCN CnH2 อ่ะနော်但是ကာဗွန်နှလုံးဆိုရင်ဟိုက်ဒရိုဂျင်ဘယ်နှလုံးလဲကာဗွန်နှလုံးဆိုရင်ဟိုက်ဒရိုဂျင်က还读见离龙那线ဟုတ်တယ်ကာဗွန်9လုံး 是四龙还读见8လုံးကာဗွန်10လုံး 不是龙啊那谁龙那线是啊ဟုတ်တယ်သူကြီးဟိုက်ဒရိုဂျင်လုံး20နော် OK 线သွားလို့ဖြစ်ပါတယ်နော်အဲ့ဒါပုံသင်ကြီးက CnH2n CnH2n မှာတဲ့သူကကာဗွန်ရေဓာတ်ကနှလုံးသွင်းမဟုတ်နှလုံးထက်ကြီးတဲ့နေရာစပါတယ်နော်အဲ့ဒီမှာအရိုးရှင်းဆုံးသူပြတာကတော့ CA2 တပည့်ပုံ CA2 ပါအဲ့ဒါ E သင်းဖြစ်ပါတယ်နှစ်ထပ်စီက E ရနေဆုံးအောင်နှစ်ထပ်စီကဘာနဲ့ဆုံးအောင်လဲ ENE 线 E ရနေနော်ဟုတ်ပြီပြီးရင်သူက IUPAC နေနဲ့ပေးလို့ရှိရင်ကြည့်ပါသမီးနံပါတ်1ချက်ထုံးစံတိုင်း identify and name longest carbon chain ကာဗွန်စတန်းရှည်ဆုံးရွေးပြီးလို့ရှိရင် root name preface with the NENE အဲ့ဒီစကားလုံးတွေကိုဆရာတို့က ENE နဲ့ဆုံးရမယ်တဲ့ number the chain ကာဗွန်စတန်းကိုနံပါတ်တက်မယ်နံပါတ်တက်လို့ရှိရင် n nearest to the double bond မြင်တာပါ n nearest to the double bond နဲ့နီးယာနဲ့စတက်အစုံနဲ့ပတ်သည် double bond နီးယာရွေးရမယ်ပုံမှန်တော့ဆရာတို့က အကိုင်းနီးယာကိုရွေးတယ်နှစ်တက်စီးမှာ double bond နီးယာကိုရွေးရမယ်ဒီဘာနီးယာရွေးရမလဲ特别不ညာရွေးရမယ်ရှင်ဟုတ်တယ်ပြီးရင်နံပါတ်3ဆိုကြည့်ပါဦး number the first carbon number the first carbon of the double bond directly in front of the root name first carbon တန်း root name in front of တပည့်ဘုံနဲ့အနီးဆုံးစတဲ့နေရာကကာဗွန်နံပါတ်ကို1လို့တက်ပါတဲ့ပြီးနံပါတ်4ဆိုကြည့်ပါ I identifies and name the groups attached identify and name the groups attached to this chain this 是按လိုဖက် designate the location of each designate the location of each substituent group by group substituents group by an appropriate number and name စတားတဲ့ chain တွေကိုပေါ်ပြမယ်နာမည်တက်မယ်ပြီးရင်အစားထိုးအုပ်စုတွေကိုတင့်တော်တဲ့နံပါတ်တွေနာမည်တွေရွေးပါတဲ့နော်ကဲဆရာတို့စနံပါတ်1စကြည့် CH3 single bond CH double bond CH2 သမီးအရှိဆုံးရွေးကြည့်ဘယ်နှလုံးလဲသုံးလုံးရှင်3လုံးရှေ့ရတက်ရင်1 2 3 2နဲ့3ကြားမှာ double bond ရှိတယ်နောက်ကတက်ရင်1နဲ့2ကြားမှာရှိတယ်သမီးရှေ့ရတက်မလားနောက်ကတက်မလားနောက်ကတက်မယ်ရှင်နောက်ကတက်မယ်ကာဗွန်ဒီ3လုံး
ကာဗွန်3လုံးဆိုတော့နာမည်ဘယ်လိုပေးမလဲ protein ပရိုပီနှစ်သက်စီးကဘာနဲ့ဆုံးအောင်မလဲ E and E နံပါတ်တက်မယ်ဆိုရင်1နဲ့2ကြားဆိုရင်ငယ်တော်ရေးရတယ်1ပရိုပီဒီ 1 ကာဗွန်3 pro လုံးဖြစ်တဲ့အတွက်ကြောင့်အဲ1ကထည့်လဲရတယ်မထည့်လဲရတယ်ထည့်မယ်ဆိုရင် okay တော့ရှင်1ပရိုပီဖြစ်ပါတယ်သမီးနားလေလား ဟုတ်နားလည်ပါတယ်ရှင်ဟုတ်ပြီအဲ့ဒါလေးရေးလိုက်နော်ဆရာရှင်သူ့ရဲ့အချက်တွေ၄ချက်လုံးရေးရအောင်မလားရှင်ဘာရသမီးဆရာသူ့ရဲ့ IUBAC ရဲ့အချက်၄ချက်လုံးရေးရမှာလားရှင်မရေးတဲ့သမီးလေးရတယ်မရေးနဲ့နော်ဟုတ်ကဲ့ရှင်အဒီကသိရင်ပြီးရောနော်ဒါဆရာဖြတ်လိုက်မယ်နော်ဟုတ်ကဲ့ရှင်နောက်တစ်ပုတ်နောက်တစ်ပုတ်က CH3 နော် single bond ဆရာ3လေးပေါ်တက်ရေးလိုက်မယ်နော် CH2 single bond ဒါပြောင်းအောင်လို့မပြောင်းကျင်တော့ဘူးနော် CH double bond CH2 ဒီရှေ့ရတက်မလားနောက်ကတက်မလား အနောက်ကတက်မယ်ရှင်ကာဗွန်ဘယ်နှလုံးလဲ ကာဗွန်၄လုံးရှင် ဒီလုံးနာမည်ပြော butane ဘျူတင်1နဲ့2ကြားမှာရှိတယ်ဆိုတော့နံပါတ်ဘယ်လောက်တက်မလဲ ရှင်နံပါတ်က1နဲ့2ကြားမှာဆိုရင်ငယ်တော်ရွေးရမယ်ဆိုတော့1ကိုရွေးလား2ကိုရွေးလား1ကိုရွေးတယ်ရှင်1ကိုရွေးမယ်ပြီးရင်ကနန်းနဲ့စာနဲ့ကြားမှာ နန်းနဲ့စာနဲ့ကြားမှာ dash ခံနေရှင် hyphen နော် hyphen ဟုတ်တယ်အဲ ဆို1 1ယူတင်းဖြစ်ပါတယ်1 butane ဟုတ်ကဲ့ရှင်ပြီးနောက်တစ်ကြောင်းသွားမယ်နောက်တစ်ကြောင်းဆိုကြည့်ပါအောင် CA3 CH3 CH double bond CH CH3 CA single bond CA3 ဟုတ်လားနံပါတ်တက်မယ်ရှေ့ရတက်လားနောက်ကတက်လားအရှိကတက်မယ်ရှင်ရှေ့ရတက်ရင်1 2 3 4 2နဲ့3ကြားမှာရှိတယ်နောက်ကတက်လဲ1 2 3 4 2နဲ့3ကြားမှာရှိတယ်ဘယ်ကတက်ရရနော်အဲ့တော့2နဲ့3ဆိုရင်ငယ်တော်ယူမှာဆိုတော့2ယူမလား3ယူမလား1 2 3 4 2နဲ့3ကြားမှာဆိုရင်ဘယ်ကယူရမလဲ2ကိုယူရမယ်ရှင်2ကိုယူရမယ်ကာဗွန်၄လုံးဆိုတော့ butane ယူတင်းကိုကြားမယ်နော်ဟုတ်ရပါတယ်ရှင် ဟုတ်ပြီနောက်တစ်ပုတ်နောက်တစ်ပုတ်က A2C တဲ့နော် A2C double bond C CH3 အလျားကာဗွန်ကြည့်လိုက်ဒီမှာ2ဘွန်းဒီမှာ1ဘွန်း3ဘွန်းဒီမှာ1ဘွန်း4ဘွန်းပြီးရင် CH2 single bond CH2 single bond CH3 သမီးရှေ့ရတက်လားနောက်ကတက်လား အရှိကတက်တယ်ရှင်1 2 3 4 5နော်ဘေးမှာထွက်တဲ့ဟာနံပါတ်တက်မယ် CA3 ဆိုတော့မီတိုင်းလားအီတိုင်းလား CA3
Hello ဆရာဗာမေးလိုက်တာလေရှင်တမီမကြားလိုက်လို့ရှင် အော်ဒီ CH3 ဆိုတာသူ့ရဲ့နာမည်อ่ะ အော် CH3 ကမီတိုင်း မိတိုင်းနံပါတ်ဘယ်လောက်မှရှိလဲ နံပါတ်2မှာရှိရရှင် ဒါကြောင့်2 hyphen မိတိုင်းနော် ဟုတ်တယ်မီတိုင်း 2မိတိုင်းပြီးရင်ကာဗွန်ဘယ်နှလုံးလဲ ကာဗွန်5လုံးရှင် 5လုံးဆိုတော့ PEN TEN ဒီပန်တီးဟုတ်လား တင်းဟုတ်တယ်ရှင် နက်တာစီကနံပါတ်ဘယ်လောက်မှရှိလဲ အထက်စီအော်နှစ်ထက်စီက1နဲ့2ကြားမှာရှိရရှင် 1နဲ့2ကြမှာရှိရင်ဘာယူရမလဲ 1ပဲယူရမယ်ရှင် ခဏနဲ့စာနဲ့ကြမှာ hyphen ပေါ့နော်ဒါကြောင့်ဆိုကြည့်ပါဦး2မိတိုင်းပန်တီး 2မီတိုင်းဖန်တင်း နားလည်မလား ဟုတ်ဆရာနားလေလေရှင် โอเคတော်တာကြားရလားတော်တာ ဟုတ်ကဲ့ဆရာကြားရပါပြီဆရာ โอเคတော်သေး line နဲ့ကောင်းလိုက်โอเคဒါလေးရေးလိုက်ပါအောင် ဟုတ်ကဲ့ပါ ဆရာရှင်တမီးတို့ကလေအဲ့လိုမျိုးဟိုရဲ့သူ့ရဲ့လက်နှစ်ချောင်းရှိတဲ့ဥစ္စာကိုနောက်မှရေးရမှာလားရှင်ဆရာသူ့ရဲ့အပေါ်ကတစ်ချောင်းပဲ CH3 မီတိုင်းထွက်တဲ့ဥစ္စာကအရင်ရေးရမှာလားရှင်အဲ့လိုလားရှင်ဆရာ ဒီ CA3 ကသမီးအစားထိုးအုပ်စုတွေကိုအရင်ရေးရမှာရေးပြီးတော့မှ ဟုတ်ကဲ့ နက်တာစီရဲ့နာမည်နဲ့တည်နေရနောက်ဆုံးမှရေးရမှာအစား အော ထိုး ် အု ဟု ပ် တ် စု ကဲ့ အစားထိုးနာမည်အဲ့ဒါကိုအရင်ရေးရမှာနော် ဟုတ်ကဲ့ပါရှင်ဆရာပြီးသွားပြီရှင် တော်တော်ပြီလား ဟုတ်ကဲ့ဆရာပြီးပါပြီ โอเคအားစရာကိုတက်ရေးပေးပါဦး ဒါလေးရေးကြည့်ပေးနော် ဟုတ်ကဲ့ဆရာ ဆရာပြီးသွားပြီရှင်ဟိုကောင်း နာမည်လေးပြောသမီး ဆရာ3,3 hyphen ဒီတိုင်း hyphen 1 hyphen hexing 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 စိမ်းလားဘယ်ဟာဘယ်လိုဆိုရလဲရှင်ဆရာ hexing လား hexing hexing Hassin hexing ဟုတ်ကဲ့ရှင် သူကတလုံးနော်ဟိုတော်တာဘယ်လိုရလဲတော်တာ ဟယ်လိုဆရာ သမီးလေးဘာရလဲနာမည်ပြောနာမည်ရပြီလား
နာမည်ဒီလိုရမယ်နော်2,33 2မှာတစ်ခုရှိတယ်ဟုတ်ကဲ့ 2,3,3 3 ပြီးတော့3ဆိုချွာ MEDH ရဲ့မိသားပြီးရင်1ကာဗွန်ကဘယ်နှလုံးလဲ ဘဝ6လုံးရှင် 6လုံးဆိုတော့ 6လုံးရှင် ဟတ်စင်း ဟ မှ က် န် စ နော် င်း อืม ဟန်မူရှင်ဆရာ โอเคအားလေးပြင်လိုက်နော် H တော့ Y ဒါလေးပါထပ်ရေးရအောင်233 H အော်ဆရာပြီးသွားပြီရှင် โอเคပြီးနောက်တစ်ကြောင်းသွားမယ်နော် ဟုတ်ကဲ့ရှင်အားလေးရေးကြည့်ပါဟယ်လို သမီးလေးကြားပြီလားဒါလေးနာမည်ပေးကြည့်ပါ ဟယ်လိုဆရာရှင်သမီးပြီးသွားပြီရှင် ဟောโอเคသမီးနာမည်လေးပြောစရာအောင် မေက4 e တိုင်း5 me တိုင်း1 hex မှန်ရှင် 4 ether 5 4 meter e 1 me hexene တိုင်း1 hexing โอเคမှန်ပါတယ် ပြပါရှင် နောက်ကတစ်လားရှိရတစ်လားသမီး နောက်ကပဲတက်လာရှင် ဟုတ်တယ်နော်နံပါတ်4ကိုရင်ရေးရမယ်4 ether ပြီးနံပါတ်5က meter နော်ပြီး1 hexene နော်ကာဝန်း6လို့နော် ဟုတ်ကဲ့ရှင်ဆရာ โอเคတော်တော်မြင်ရလားသမီးတော့ထွက်သွားရင်သူက line မကောင်းဘူးဖြစ်နေတာ ဟုတ်တယ်ရှင်ဆရာဒီလိုင်းမကောင်းလို့ထင်တယ်ရှင် ဟုတ်တယ် ဟုတ်တယ်ရှင် ဟုတ်ပြီပြီးတော့နောက်တစ်ခုသွားမယ်နော်အဲ့ဒါနာမည်ပေးတတ်မှာနော်သမီးနော် ဟုတ်ပေးတတ်တယ်ရှင် ပြီးတော့ခတ်ပါဦးနော်ဒါလေးပဲဟုတ်ပြီသမဏ132ဟောပြီး133ပေါ့နော် 3 3ဟုတ်ကဲ့ရှင် နဲ့
ခေါင်းစဉ်လေးတက်လိုက်ပါ methods of preparations of egg နံပါတ်1ခေါင်းစဉ် ဆရာတက်ပြီးသွားပြီရှင် ဟုတ်ပြီနော်ခေါင်းစဉ်က dehydration of alcohol တဲ့ dehydration ကဘာလဲ dehydration or alcohol alcohol ရေဖျက်မယ်ဆိုရင်အပူချိန်က163ပါတဲ့နော်163ရမယ် dehydration ဆိုတဲ့အဓိပ္ပာယ်ကရေဖျက်ခြင်း dehydration ဆိုတာဘာလို့ရှင်းလဲ ရေဖယ်ခြင်းရှင် ရေဖျက်ခြင်းပေါ့နော်ဇာဝင်မိကုန်းမှာလို့တော့မေးမှာပေါ့ CA3 CA2 O8 ပေါ့နော် ရှင် ပြီးရင်ဘာသုံးရင်ဘာထွက်မလဲပေါ့ဆိုအဲ့လိုလေးမေးမယ်နော် ရှင်ဆရာ ဟုတ်ပြီမေးမယ်ဆိုတော့ဆရာတို့ကနေကုန်းလေးပြန်ကောက်လိုက်ပါစုပြီးရေးလိုက်ရတယ်ဒီတိုင်းရေးလိုက်ရတယ်နော် CA3 CA2 O8 ဒါဆရာစုလိုက်တာသူ့လိုဖြန့်လိုက်ပြီးတော့ခက်ဖြာနေနဲ့ရေးလို့ရပါတယ်ကက်သလစ်ဘာသုံးလဲပြောကြည့်ပါဦး A2SO4 A2SO4 160 degree ဟုတ်ပါတယ်သူက dehydration ဆိုတဲ့အဓိပ္ပာယ်ရေဖယ်မှာရေဖယ်ခြင်းတဲ့အခါမှာနောက်မှကြည့်လိုက်ဒီမှာ OH ရှိတယ်ရေရဖို့ဒီမှာ H လိုနေတယ် ဟုတ် ရှေ့ကကာဗွန်တွေကြည့်ပါကာဗွန်နှလုံးဆိုရင်ဟိုက်ဒရိုဂျင်များတဲ့စီကနေ H တစ်လုံးထုတ်ပါတယ်ထုတ်လိုက်တဲ့ H နဲ့ဒီက OH နဲ့ပေါင်းလိုက်တော့ဘာရပါလဲ H2O ဟုတ်တယ် H2 CA3 ကနေပြီးတော့ H တစ်လုံးထွက်သွားတော့ဘာကြံလဲဆိုတော့ CA2 ကြံမယ်နောက်ကလည်း CA2 ကြံမယ် H2 ဟုတ်ကဲ့ရှင် ကာဗွန်တစ်လုံးဒီ4ဘွန်းဖြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီဟိုက်ဒရိုဂျင်နှလုံးက2ဘွန်းအဲ့တော့အလယ်မှာ2ထပ်စီ နှစ်ထပ်စီဟုတ်ကဲ့ ဒီ ရှင် ဟိုက်ဒရိုဂျင်နှလုံးက2ဘွန်းအလယ်မှာ2ထပ်စီရမယ်နော် ဟုတ်ရပါတယ်ရှင် ဟုတ်ရ ဟုတ်ပြီကာဗွန်နှလုံးဖြစ်တဲ့အတွက်ကြောင့် EDH EN ဤအသင်းမှာနှစ်သက်စီက EN ရဲ့ဆုံးရမယ် CA3 CA2 OH သူ့ရဲ့နာမည်ကတော့ EDHA NOA ဤသနောဖြစ်ပါ နော်ဟုတ်ကဲ့ရှင် ဒါဤသနောပါဒါဤသင်းပါဘယ်လိုရမလား ဟုတ်ရပါတယ်ရှင် โอเคဒါလေးအမေပြန်ရေးပါနော်အမှဒီ physical state ကြီးထည့်လိုက်အောင်နော် physical state က liquid နော်ဆရာပြီးသွားပြီရှင်ဆရာသူ့ရဲ့လေဘေးနားလေးကgas တို့လေ L တို့ liquid တို့လေဆရာအဲ့ဒါသမီးဘေးနားမှာမဆန့်သူ့ရဲ့အောက်မှာရေးလို့ရလားရှင် ရတယ်သမီးရတယ် ဟုတ်ကဲ့ပါရှင် อืม has conservation has increased the conservation of reagent increase the rate of reactionသူကဒီမှာဒီမေးခွန်းကသူနောက်စာမျက်နှာမှာကြည့်လိုက်ပါ134မှာအကုန်တူတူပဲ
liquid နေရာမှာဘာပြောင်းသွားလဲ အလူမီနီယံ liquid နေရာမှာ gas ပြောင်းသွားရင် catalyst ပြောင်းပါလေ ဟုတ်ကဲ့ရှင် တွေ့လားမသိ ဟုတ်ကဲ့ရှင်ဆရာ liquid ဆိုရင် H2SO4 ကိုသုံးတယ် gas ဆိုရင်ဘာသုံးရလဲ Alumina. ဟုတ်တယ် alumina ဆိုတာ Al2O3 အပူချိန်ဘယ်လောက်ဖြစ်သွားမလဲ 305ဆိုစီယရှင် ဟုတ်တယ် liquid နဲ့မေးရင် H2SO4 163ပါ gas နဲ့ဆိုရင် Al2O3 350သုံးပေးရမယ်နော် ဟုတ်ကဲ့ပါရှင် Okay ဆရာကို physical state gap ပြောင်းပြီးတော့တစ်ချောင်းပြန်ရေးမယ်နော် ပြန်ရှင်ဆရာ Yeah. That's all that is but that's not the ပြီးပါပြီ that's all that is not that do process. Glowing white, glowing split. Yeah. ဆရာပြီးသွားပြီရှင် တွေ့လို့ရလား ဟုတ်ပါတယ်ရှင် ရနော်ဒါက preparation လား property လား Daga preparation. preparation နော် dehydration ကောနာမည်ကပါလဲ ဒီဖက်ချင်း ရေဖယ်ခြင်းနော်ဟုတ် ဟုတ် ပါ ကဲ့ ပြီ ရှင် ဟုတ်ပြီပြီးသွားလို့ရှိရင်သမီးတို့10မိနစ်နားမယ်နားပြီးတော့အခုက40ဆိုတော့7နာရီမထိုးခင်5မိနစ်လောက်ပြန်တက်ခဲ့ပါပြီးတော့ဒီလက်ရှိသင်ထားတဲ့အကြောင်းတွေကိုဆရာကအကြမ်းမှာတစ်ခေါက်ပြန်ရေးပေးပါနာမည်ရေ nomenclature ရေဒီ preparation နှစ်ကြောင်းရေနော်အကြမ်းမှာတစ်ခေါက်ပြန်ရေးပေးပါ Okay. Yeah. Okay. ဟုတ်တယ် nomenclature က133က4ခုပေါ့အဲဆရာလေ့ကျင့်မိတဲ့ဟာလေးတွေအဲ့ဒါတစ်ခေါက်ပြန်ရေးမယ်ပြီးတော့လို့ရှိရင် preparation နှစ်ချောင်းပြန်ရေးမယ်နော် ကြတိရောကြလား Okay. Okay Bravo လေးပို့ပေးပါ ဆရာဟယ်လို အေးသမီးလေးပြော ထားလိုက်တာသမီးဘက်က line လက်နေမကြားလိုက်ဘူးရှင် ဟောအခုသင်သွားတဲ့ဟာတွေကိုခဏနားတဲ့အချိန်မှာဟိုအကျမ်းမှာတစ်ခေါက်ပြန်လေ့ကျင့်ပေးပါလို့နော် ဟုတ်ကဲ့ပါရှင်ဆရာဟုတ် Okay Okay သမီး ကဲ့ရှင်